အားလုံးပဲမင်္ဂလာပါ Gamia Story Official YouTube Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒေမင်းတောင်ကြားကဝိညာဉ်ခေါ်တန်းဆိုတဲ့အပိုင်းလေးကိုဆက်လက်တင်ဆက်ပေးသွားမှာပါဥကန်ဆိုရဲ့အသက်မဲ့သွားတဲ့ရော်လောင်းကြီးဟာအင်ရှိဝင်းထဲကမြေကြီးပေါ်မှာပက်လက်လျံရတာရှိနေပေမဲ့သူထားခဲ့တဲ့အသက်ရင်းချိန်စာကတော့အခုမှအချိန်ဆက်တက်လာတာဗျအိမ်တွင်းမှာတော့လေလူကထူးထူးခြားခြားလေးလံထိုင်းမိုင်းလိုက်ပြီးတော့အသက်ရှူလိုက်တိုင်းတွေးညီနှံကလေချောင်းထဲမှာကတ်နေတယ်လို့ခံစားရတာဗျဦးအကကဒေါ်နန်းခင်ရဲ့ဂရင်ဘေးမှာဒိုးထောက်ထိုင်လိုက်ရင်းနဲ့သူမရဲ့လက်ချောင်းတွေကိုကြစ်ကြစ်ပအောင်ဆုပ်ထားတာဗျဦးအကရဲ့မျက်လုံးတွေကကြောက်ရွံ့မှုကြောင့်နေရဲနေတယ်လို့ဒေါ်နန်းခင်ကတော့ဝေဒနာကိုကြိတ်မိတ်ခံစားနေရတာဗျသူမရဲ့ဝမ်းမိုက်ပေါ်ကလဝါးနဲ့ယာကြီးကအခုဆိုရင်အသားတွေကိုလက်တစ်စစ်လောက်နစ်ဝင်နေပြီးတော့လက်သေးရှည်ကြီးတွေကအသားတွေကိုဖောက်ထွက်ဖို့တစက်ဆက်လှုပ်ရှားနေတာဗျကိုကကျမကိုတက်လိုက်ပါတော့နားတဲ့ကိုကရဲ့ဗိုက်ထဲကတခုခုအတင်းကုတ်ချင်နေပြီဒေါ်နန်းခင်ရဲ့အော်ဟစ်တန်ကဒေါ်ရရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာဗျအဲ့ဒီအချိန်မှာပဲအိမ်မင်ကနေဘိုးသူတော်ကြီးအပြေးလာဝင်လာတာဗျဘိုးသူတော်ကြီးရဲ့မျက်နှာမှာလည်းပတိစီလောက်ရှိတဲ့ချွေးစည်းတွေကအပြည့်နဲ့ဗျမောကတတိထားနန်းခင်ရဲ့လက်ကိုဘယ်လိုအချင်းနေမျိုးမှမလွတ်လိုက်နဲ့မင်းလက်လွတ်လိုက်တာနဲ့ကလေးရဲ့ဝိညာဉ်တက်ကဂျိန်းစာနောက်ကိုပါသွားလိမ့်မယ်ငါအခုဂျိန်းစာရဲ့အရင်မြစ်ရှိရာကိုလိုက်ရတော့မယ်လို့ဆိုလိုက်ပါတယ်ဘိုးသူတော်ကြီးကကရင်အနီးနားမှာတင်မြင်ခွေထိုင်ချလိုက်တာဗျသူရဲ့တောင်ဝေးကိုဒူးပေါ်မှာတင်လိုက်ပြီးတော့လက်နှစ်ဖက်ကိုပရိစိတ်တဲ့ပုံစံကြစ်ကြစ်ပအောင်ဆုပ်လိုက်တာဗျခဏကြာတော့ဘိုးတော်ကြီးရဲ့အသက်ရှူတန်းကတဖြည်းဖြည်းနေသွားပြီးတကိုယ်လုံးကြောက်ရွံ့ကြီးလိုငြိမ်သွားတာဗျရုပ်ရည်ဘိုးတော်ကြီးရဲ့ကိုယ်ထဲကနေရွှေရောင်အလင်းအောင်ဖျော့ဖျော့လင်းနေတဲ့အရေးတစ်ခုကလေထဲကိုဝေးတက်သွားတယ်ဗျဒါတော့ဘိုးတော်ကြီးရဲ့နန်းကိုခေါ်ဝိညာဉ်ပဲဗျဘိုးတော်ကြီးရဲ့ဝိညာဉ်ကခေါမိုးကိုဖောက်ထွက်သွားပြီးအမောင်လူကြားထဲကိုမျှတစင်းလိုပြန်တန်းသွားပါတော့တယ်ဗျာဘိုးတော်ကြီးရောက်သွားတဲ့နေရာကတော့မြို့တို့တွေအလိမ့်လိုက်လွှမ်းနေပြီးတော့အစိမ်းအောင်မီးကုန်းငွေတွေတက်နေတဲ့ပေမင်းတောင်ကြားပဲဖြစ်ပါတယ်အဲ့ဒီနေရာမှာမြေကြီးကပူလောင်နေပြီးတော့လေထဲမှာတော့ပေဆုံးသွားတဲ့ဝင်းကြီးတွေရဲ့ငုံကြီးတန်တွေကပဲ့တင်ထက်နေတာဗျာတောင်ကြားတစ်လျှောက်မှာမျက်လုံးမရှိတဲ့ဝင်းကြီးတွေခြေပြက်လက်ပြက်ဖြစ်နေတဲ့နာနာဘဝတွေကဘိုးတော်ကြီးကိုမြင်တော့အတင်းပြေးကပ်လာကြတာဗျဘလို့လဲအသက်ထက်ပါလာတဲ့သူဟေ့ငါတို့စီလာခဲ့ပါငါတို့ကိုကယ်ပါဆိုတဲ့ဝင်းကြီးခေါ်တန်တွေကဘိုးတော်ကြီးရဲ့နားထဲမှာဟိန်းနေတာဗျဒါပေမဲ့ဘိုးတော်ကြီးကတော့စိတ်ကိုတည်ငြိမ်စွာထားပြီးတော့ခြေလမ်းတိုင်းမှာဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိတန်ခါတရဏံဂစ္ဆာမိဆိုတဲ့တရဏဂုံသုံးပါးကိုအမီးပြန်ခေါင်းပြန်ရွတ်ဆိုရင်းနဲ့လျှောက်သွားတာဗျဒီလိုတရဏဂုံသုံးပါးဂုံတော်ကွန်ချားလို့ခေါ်တယ်ဗျဒီလိုနဲ့ဘိုးတော်တဖြည်းဖြည်းလျှောက်သွားပြီးတော့သူနင်းလိုက်တဲ့မြေကြီးတိုင်းမှာတော့ရွှေအောင်ကြာဝင်လေးတွေပွင့်လာပြီးအမောင်တို့ကိုခွင်းလာတာဗျတောင်ကြားရဲ့အဆုံးမှာတော့လူရိုးဥကောင်းကောင်ပေါင်းတောင်းပေါင်း6000နဲ့တိဆောက်ထားတဲ့ပလင်ကြီးပေါ်မှာကဝေဘရင်ကထိုင်နေရဗျသူ့ရဲ့ပုံတရံကကြောက်စရာကြီးဗျကိုလုံးကမင်းနဲ့နေပြီးတော့တကိုယ်လုံးမှာလည်းသွေးစိမ့်ရှင်ရှင်တွေစီးကြနေတဲ့မျက်လုံးတွေအပြည့်နဲ့ဗျအော်ဖိုးတော်ကြီးတော်ရောက်ပါတော့ကိုအဲ့လိုမျိုးစပြီးတော့ခနဲ့တက်တဲ့စကားကိုပြောလိုက်တယ်ပြီးတော့ကန်ဆိုးကငါ့ကိုသူ့အသက်နဲ့လဲပြီးတော့ဒီကလေးကိုအပိုင်တောင်းထားပြီကွာမင်းပါလာလောက်တာလဲဆိုပြီးတော့ပြောလိုက်ပါတယ်ကဝေဘရင်တင်လဲသိတင်ပါတယ်ဝေးမလာသေးတဲ့အပြစ်မဲ့တဲ့ကလေးရဲ့အသက်ကိုယူတာကဂမ်ဘီယာလောကရဲ့နိယာမကိုစန့်ကျင်တာပဲဥကန်ဆိုးရဲ့အချိန်စာကိုပြန်ရုပ်သိမ်းပြီပါငါအလူခံပါတယ်ဆိုပြီးတော့စကားတန်အေးအေးလေးနဲ့တောင်းဆိုလိုက်ပါတယ်မရဘူးငါစီရောက်လာတဲ့ဝင်းကြီးကိုငါဘယ်တော့မှပြန်မလှုပ်ပေးဘူးမင်းကငါ့ကိုတားကျင်နေဆိုရင်တော့ငါ့ကိုအနိုင်တိုင်းမှရလိုက်မယ်အဲ့နောက်ဟိတ်ဆိုတဲ့အတန်နဲ့တူအယိုးစုစစ်တီတွေတဟုတ်ချင်း၄ဘက်၄လံနာကနေထွက်လာခဲ့ပါတယ်ကဲဖိုးတော်ကြီးတင်သူတို့ကိုနိုင်အောင်အရင်စမ်းတိုက်ကြည့်လိုက်စမ်းဆိုပညာစတင်ပြန်ခိုင်းလိုက်ပါတော့တယ်ကဝေဘရင်ကသူ့ရဲ့အယိုးတောင်ဝင်းနဲ့မြေကြီးကိုစောင့်လိုက်တဲ့အခါမြေရောက်ကနေတန်ကြီးတက်နေတဲ့ဓားတွေလှန်နေကြင်လာတဲ့အယိုးစုစစ်တီတွေထောင်ပေါင်းများစွာကဟိန်းကနေထွက်ပေါ်လာပြီးဖိုးတော်ကြီးကိုတဟုန်တို့ဝိုင်းတိုက်ကြပါတော့တယ်ဘိုးတော်ကြီးကတော့အေးဆေးဆေးပဲဗျလေထဲမှာတင်မြေခွေထိုင်လိုက်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကိုရှေ့ကိုဆန်နှလိုက်တယ်ဗျသူ့ရဲ့လက်ဖွားတွေကနေရွှေရောင်အလင်းနှန်းတွေကလေကာကွယ်တဲ့ဒရိုင်းကြီးကိုပေါ်ထွက်လာပြီးတော့အယိုးစုစစ်တီတွေကိုလွင့်စင်ထွက်သွားစေရဗျာဒါပေမဲ့အယိုးစုတွေကလဲကျသွားလိုက်ပြန်ထလာလိုက်နဲ့တဖွဲဖွဲပဲဗျဘိုးတော်ကြီးကသူ့ရဲ့ပရိကိုလေထဲမြောက်လိုက်ပြီးတော့တပ်ပေတက်ကအဝေးရန်ဟောဒူးလို့ရွတ်ဆိုလိုက်တဲ့အချိန်ဘိုးတော်ရဲ့ပရိစိတ်တွေကအလင်းစလုံးလေးတွေဖြစ်ပြောင်းလဲသွားပြီးတော့အယိုးစစ်တီတွေရဲ့ရင်ဘတ်ထဲကိုဖောက်ဝင်သွားတာဗျထိမှန်သမျှအယိုးစုတွေကလည်းအဖေအောင်မီးတော့တွေနဲ့အတူပြာဖြစ်သူပြောင်းလဲသွားတော့တယ်ဗျအဲ့ဒီချိန်မှာကဝေဘရင်ကဆောင်းပြောင်းရေမောလိုက်တယ်ဗျဟေးဖိုးတော်ကြီးမင်းငါ့ကိုတိုက်နေတော့ဟိုမှာဘာဖြစ်နေလဲကြည့်လိုက်စမ်းဆိုပြောလိုက်ပါတယ်ကဝေဘရင်လက်ညှိုးထိုးတဲ့နေရာမှာတော့
မိဘငွေတွေကြားတဲ့ကဦးဝကရဲ့အိမ်တွေကိုလှမ်းမြင်ရတာဗျအိမ်ထဲမှာတော့ဦးဝကကဒေါ်နာခင်ရဲ့လက်ကိုဆုပ်ထားရင်းနဲ့ဖျားစာတွေရွတ်နေတော့သူရဲ့နောက်မှာဦးကန်ဆိုရဲ့ဝင်းကြီးကတဖြည်းဖြည်းပေါ်လာတာဗျအဲဒီနောက်ဦးကန်ဆိုရဲ့ဝင်းကြီးကလက်ထဲကသွေးတွေဆိုနေနေတဲ့အမဲလိုက်ဓာကြီးတစ်စင်းပါလာတာဗျသူကဦးဝကကိုမုံတိစာကြည့်ပြီးတော့ဓာကိုခေါင်းပေါ်မြှောက်လိုက်တယ်ဗျမောကတတိယအနောက်မှာဘိုးတော်ကြီးကဝင်းကြီးနယ်မြေကနေអော်လိုက်ပေမဲ့လူပီကဦးဝကစီကိုတော့အတန်ကလေတိုးတန်လောက်ပဲကြားရတာဗျဦးဝကကတော့ဘာမှမသိပဲဒေါ်နိုင်ကိုကျင်းနဲ့ငုံနေတော့ဗျဦးကန်ဆိုရဲ့ဓာတ်နဲ့ဦးဝကရဲ့ပခုံးတဲ့ကိုဝုန်းကနေခုတ်ချလိုက်ပါတော့လေဒါပေမဲ့ထူးဆန်းတာကဦးဝကရဲ့ကိုယ်ပေါ်ကိုဓာတ်မချပဲနဲ့ဦးဝကရဲ့ကိုကနေရွှေရောင်အလင်းတစ်ခုဖြောင်းထွက်လာပြီးတော့ဦးကန်ဆိုကိုလွင့်ထွက်သွားစေတာဗျဒါဟာဦးဝကရဲ့တစ္ဆာစကားကြောင့်ဖြစ်ပေါ်လာတဲ့အစွမ်းပဲဖြစ်ပါတယ်ဘိုးတော်ကြီးကအခွင့်အရေးကိုမြင်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဝိညာဉ်စွမ်းအားအလုံးကိုစူးစီးလိုက်ပြီးတော့ကဝေပင်ရဲ့ရှေ့ကိုဒူးထောက်လိုက်ပါတယ်ဒါဟာလက်နဲ့ချတာမဟုတ်ပဲမေတ္တာစွမ်းအားနဲ့တောင်းခံလိုက်တာဗျကဝေပင်မင်းမလည်းအတိတ်ကနာကျင်မှုတွေရှိခဲ့တာငါသိတယ်ဒီကလေးရဲ့အသက်ကိုယူတာကမင်းရဲ့နာကျင်မှုကိုမတက်တာစေဘူးလေကျေးဇူးပြုပြီးတော့ဖြည့်စည်းကိုပေးပါတော့နေထွက်ဖို့ကလည်းမင်းနဲ့တိုင်းပဲလိုတော့တယ်လို့ပြောလိုက်ပါတယ်ကဝေပင်ကခဏခဏငြိမ်သက်သွားတယ်ဗျသူ့ရဲ့မျက်လုံးထဲကသွေးစီးကြောင်းတွေကရပ်သွားပြီးတော့တပ်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်တယ်ဗျပြီးတော့သူ့ရဲ့ရင်ဘတ်တဲကနေအနက်ရောင်ကြော်တုံးလေးတစ်လုံးကိုထုတ်ပေးလိုက်တယ်ဗျဒါကိုမိန်းကလေးရဲ့ဖိုက်ပေါ်မှာတင်လိုက်ပါဒါဟာကျင်းစာကိုပြန်ဆုပ်ယူမဲ့ဝိညာဉ်ဖြစ်စေပဲတော့အချိန်မရှိတော့ဘူးလို့ဘိုးတော်ကြီးကိုပြောလိုက်ပါတယ်ဘိုးတော်ကြီးကကြော်တုံးကိုလန့်ဖန့်လိုက်ပြီးတော့အချိန်အဟုန်နဲ့ပြန်ထွက်လာခဲ့တယ်ဗျညီမင်းကြီးကအရှိကနေရွှေရောင်တန်းလာပြီဗျအိမ်ထဲမှာတော့ဒေါ်နန်းခင်ရဲ့ဘိုက်ပေါ်ကလဝါနဲ့ရာကြီးကတုံနေပြီးတော့ပေါက်ကွဲဖို့ပြင်ဆင်နေပြီဗျလက်သေးရွှေကြီးကဒေါ်နန်းခင်ရဲ့အသားကိုဖောက်ပြီးတော့တဝက်လောက်တောင်ထွက်နေပြီဗျကိုကကျမမရတော့ဘူးဒေါ်နန်းခင်ကနာကြီးစွာနဲ့အော်ဟစ်နေပါတယ်ကဲဒီတော့ပြည့်စက်ကြီးဘိုးတော်ကြီးရဲ့ဝင်းကြီးကအချိန်မီပြန်ရောက်လာပါမလားနေထွက်တဲ့အချိန်မှာရောချိန်စာကတကယ်ပဲပေါက်ကွဲသွားမှာလားဦးကန်ဆိုရဲ့ဝင်းကြီးရောအရှုံးပေးလိုက်တော့မှာလားဒါကိုတော့နောက်ထပ်နေထွက်ချိန်ကအသက်လူဝဲနဲ့ဝိဇာအောင်ဝဲဆိုတဲ့အပိုင်းလေးမှာဆက်လက်နားဆင်ပေးကြပါဦးခင်ဗျာဇလန်းလေးကိုအစိုးရနားဆင်ပေးတော့တဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်မှပြန်တွေ့ကြမယ်နော်